ခေတ်သစ်ဘောလုံးလောကရဲ့စံပြလိုက်တဲ့ဘောလုံးသမားမာနေနဲ့စီနီဂေါတို့ရဲ့အောင်ပွဲအားလုံးပဲမင်္ဂလာပါထားထားတဲ့ဆရာကြားတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဗမာလီရွာလေးအတွက်ဗလီတွေစောက်ပေးတယ်စာတင်ကျောင်းဆေးရုံနဲ့ဘောလုံးကွင်းစားတဲ့လိုအပ်တာလေးတွေကိုအများတန်းလို့လူတန်းပေးတဲ့နှလုံးလှတဲ့ဘောလုံးကဘာကနာမည်ကျော်ဘောလုံးသမားဆိုရင်မာနေလို့ပဲလူတိုင်းကပြေးမြင်မိကြမှာပါ15နှစ်သားဘဝမှာပဲသူ့ရဲ့ဘောလုံးသမားဖြစ်ချင်လို့နဲ့ကျေးလက်ဒေသမာနေအတွက်ဒါကြီးမားတဲ့အတားအဆီးတစ်ခုဆိုပေမဲ့မဖြစ်ဖြစ်အောင်ကြိုးစားခဲ့ရှာပါတယ်စီးထားတဲ့ဘောကန်ဖနက်လူတိုင်းအတွက်ရည်ကျင်စားဖြစ်အောင်စုပ်ပြတ်တတ်နေပေမဲ့မာနီတို့တော့သူ့ရဲ့ကြိုးစားမှုနဲ့ပါရမီတွေကဘယ်ရမှမတားဆီးနိုင်ခဲ့ပါဘူးနောက်ဆုံးမာနီကနာမည်ကျော်ဘောလုံးသမားတူဖြစ်လာခဲ့ပြီးသူ့ရဲ့မွေးရမြေဇာတိနဲ့နိုင်ငံကိုအကျိုးပြုတဲ့သူရဲ့ကောင်းတအူးဖြစ်ခဲ့ပါတယ်ကျွန်တော်ဘာလို့ဖရာရီကား10စီးစိန်စီထားတဲ့တန်ဖိုးကြီးနိုင်နဲ့ကိုပိုင်ချက်လီတွေဘာလို့လိုချင်ရမှာလဲကျွန်တော်ထမင်းငတ်ခဲ့ဘူးလေလဲထဲမှာကျွန်တော်အလုပ်လုပ်ခဲ့ရတယ်ဒါကြောင့်ကျွန်တော်ရလာတဲ့ຢာတွေမှန်သမျှကိုကျွန်တော်လူမျိုးတွေပဲပြန်ပြီးတော့ကူညီခြင်းပါတယ်ဆိုရယ်မာနီရဲ့ကဘာကျော်သွားတဲ့စကားသံတွေကလူတိုင်းအတွက်အတူစရာပုံကိုတူဖြစ်နေခဲ့တာတော့ငင်းစရာမရှိပါဘူးအောက်ခြေကတက်လာတဲ့လူတော်ဦးပြီးမာနီကဟန်ဆောင်ခြင်းကင်းတယ်လို့ကြွားဝါခြင်းလည်းမရှိတဲ့ဖြူစင်ရိုးသားတဲ့နာမည်ကျော်တူပါမင်းညတုန်းကလည်းမာနီကလူတိုင်းရဲ့အသေးနှလုံးကိုတိမ့်ပိုက်နိုင်ခဲ့တဲ့အရာမျိုးကိုလှုပ်ဆောင်ပြခဲ့ပြန်ပါပြီအဲ့ဒါကတော့မော်ရိုကိုသင်းနဲ့စီနီဂေါသင်းတို့ရဲ့အငင်းပွားဝယ်မိတဲ့ပိုင်းခြားတွေမှာကွင်းလယ်တိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်တချို့ကြောင့်ပြည်သက်တွေရောကစားမတွေရောစိတ်ခံစားမှုအမြင့်ဆုံးဖြစ်နေချိန်မှာမာနီယာစိတ်ခံစားမှုထက်ဖြစ်တဲ့အရာပဲဆုံးဖြတ်ချက်ချခဲ့တဲ့သူတအုပ်ဖြစ်ပါတယ်။ကွင်းထဲမှာရှိနေတဲ့အသင်းသားတချို့နဲ့ဆာရီယိုမာနီတို့တော့အဝေးလဲကန်းတွေကကစားမတွေကိုပြန်ခေါ်ပြီးတော့ပွဲကိုရုပ်ဆိုးအကြီးတန်းခြင်းမရှိအောင်စက်ကစားနိုင်မှုကအဓိကကျနေခဲ့ပါတယ်။သူကိုယ်တိုင်ဦးစီးဦးဆောင်နေပဲပရိုပီသားတဲ့ဆုံးဖြတ်ချက်နဲ့တူအသင်းဘော်တွေကိုယောက်ျားပီသားစွာနဲ့ပွဲကိုပြီးဆုံးအောင်စက်ကစားကြဖို့အားပေးစကားပြောခဲ့တာဖြစ်ပါတယ်။တကဘာလုံးကဘောလုံးပရိသတ်တွေရောကွင်းထဲထိလာကြည့်ကြတဲ့အထင်ကရပုံကိုယ်တွေရောမာနီကိုဝိုင်းပြီးတော့လေးစားလောက်ရတဲ့အထိမာနီရဲ့စိတ်နေစိတ်ထားနဲ့ပရိုပီသားမှုကလက်ဖြားခါလောက်ဆရာပါပဲပွဲအလဲပြောင်းတွေနဲ့အတူပဲ Brian Diaz ပန်နယ်တီမဝင်ခဲ့တဲ့အတွက်စီနီဂေါတို့ရဲ့ချန်ပီယံဖြစ်အိမ်မက်ရှင်သန်လာခဲ့ပြီးတော့အချိန်ပိုကသွင်းကုန်နဲ့အတူပဲမာနီရဲ့စီနီဂေါဟာနောက်ချိန်အာဖရိကဖလားကိုမော်ရိုကိုမြေပေါ်မှာပဲကင်မြောက်နိုင်ခဲ့ပါတယ်နှလုံးလှတဲ့လူသားကြီးပွဲကိုအလဲပြောင်းပြောင်းလှုပ်ဆောင်ပေးနိုင်ခဲ့တဲ့ဒီကစားမကြီးကိုအသင်းဘော်တွေကဝိုင်းဝန်းသိမှတ်ပြုခဲ့ကြပြီးမာနီရဲ့လှုပ်ဆောင်မှုကမပါခဲ့ရင်စီနီဂေါတို့ချန်ပီယံဆူဖလားကင်မြောက်ဖြစ်ဖို့ဆိုတာမသေးကြနိုင်တော့ပါဘူးဒါကြောင့်ဘောလုံးသမားတိုင်းစိတ်ခံစားမှုရှိကြပေမဲ့မာနီတို့စိတ်ခံစားမှုထက်ပရိုပီသားစွာပြုမှုလှုပ်ဆောင်တတ်တာတွေကနောက်တက်ဘောလုံးသမားလေးတွေအထူးရမယ်ကောင်းတဲ့အကျင့်ဆိုင်လို့ပြောရင်ညီကုန်းချုပ်လိုက်ရပါတယ်။စုံလင်ကြည့်တာအားလုံးကိုကျေးဇူးတင်ပါတယ်။